ဇလန်းဆမှာတော့ကျွန်အဖြစ်အဓမ္မခိုင်းစေခံနေရတဲ့ဆော်လမွန်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာစိန်တွင်းထဲမှာအလုံးလုံးရင်းနဲ့ကဘာကြီးကိုတုံလှုပ်သွားစေလောက်မဲ့ရှားပါးပန်းရောင်စိန်အကြီးတစ်လုံးကိုမတော်တဆတူးဖော်မိလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ပတ်ဝန်းကျင်မှာတော့စိန်တစ်လုံးကိုဖုံးကွယ်ဖို့စူးစမ်းတဲ့သူတိုင်းအသက်ခံနေရတဲ့အခြေအနေပါဆော်လမွန်ဟာဒီစိန်ကိုသူ့ရဲ့ခြေချောင်းကြားထဲမှာကပ်ပြီးဝတ်ထားလိုက်ပါတယ်။ကံကောင်းချင်တော့အဲ့ဒီအချိန်မှာပဲစက်ပစ္စည်းတစ်ခုပေါက်ကွဲသွားလို့လူတိုင်းအာယုံလို့အဲ့ဒီအချိန်မှာသူဟာဒီစိန်ကိုအပြင်ကိုတည်ထုတ်သွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူပုံတက်မှုကသူ့ကိုတန်တရဝင်ပြီးလိုက်စစ်ဆေးပေမဲ့စိန်ကိုရှာမတွေ့ခဲ့ပါဘူး။နောက်ဆုံးမှာဆော်လမွန်ဟာစိန်ကိုခြောက်ကပ်နေတဲ့တစ်ပင်အောက်မှာမြုပ်ထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအစိုးရစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးထောင်ထဲကိုရောက်သွားပါတော့တယ်။ထောင်ထဲမှာဆော်လမွန်ဟာစိန်မောင်ခိုလောကမှာနာမည်ကြီးတဲ့ဇက်ဖေကိုဦးနေအဲဇရီနဲ့ဆုံတွေ့ပါတယ်။ဒန်နီကအာဖရိကမှာမွေးဖွားကြီးပြင်းခဲ့တဲ့လူဖြူတစ်ယောက်ဖြစ်ပြီးစိန်မောင်ခိုလုပ်ငန်းနဲ့အသက်မွေးနေသူပါသူဟာစိန်ကိုအရေပြားအောက်မှာထည့်ပြီးတည်ရဲတဲ့အထိရက်ဆက်ပြီးပါနတ်သူတစ်ယောက်ပေါ့ဒန်နီကဆော်လမွန်စီမှာပန်းရောင်စိန်ကြီးရှိနေတယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့ဒါဟာသူအာဖရိကတိုက်ကနေထွက်ပြေးပြီးချမ်းသာနေနိုင်ဖို့အတွက်နောက်ဆုံးလက်မှတ်ပဲလို့ယူဆလိုက်ပါတယ်။ဒါကြောင့်ဒန်နီကသူ့ရဲ့အဆက်အသွယ်တွေကိုသုံးပြီးဆော်လမွန်ကိုထောင်ကနေအာမခံနဲ့ထုတ်ပေးခဲ့ပါတယ်။ဆော်လမွန်ကတော့စိန်ထက်သူ့ရဲ့ဇနီးနဲ့သားသမီးတွေကိုပြန်တွေ့ဖို့ပဲစိတ်အားထက်သန်နေတာပါ။ဆော်လမွန်ရဲ့ဘဝကအရင်ကတော့ရိုးရှင်းတဲ့တငါဒီတယောက်ပါသူ့မှာပညာရေးကိုဝါသနာပါတဲ့သားလေးတိုင်ရရှိပါတယ်။ဒါပေမဲ့သူပုံတွေရွာကိုဝင်စီးတဲ့နေ့မှာဆော်လမွန်ဟာသူ့မိသားစုကိုလွတ်အောင်ပို့ပေးနိုင်ခဲ့ပေမဲ့သူကိုယ်တိုင်ကတော့အဖမ်းခံခဲ့ရတာပါနောက်ပိုင်းမှာသူသိလိုက်ရတာကသူ့သားလေးတိုင်ရဟာသူပုံတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးကလေးစစ်သားအဖြစ်လေ့ကျင့်ပေးခြင်းခံနေရတယ်ဆိုတာပါပဲ။ဒန်နီကဆော်လမွန်ကိုကူညီမယ်လို့ကတိပေးပြီးသူတို့နှစ်ယောက်ဟာစစ်ပေးတင်နေတဲ့နေမြေတွေကိုဖျက်ကျော်ခဲ့ကြပါတယ်။ဒီခီးစဉ်မှာသတင်းထောက်မလေးဘဲညစ်နဲ့ဆုံတွေ့ခဲ့ပါတယ်။မက်ဒီကတော့သွေးစွန်းသောစိန်တွေရဲ့နောက်ွယ်ကအမောင်ထုကိုကဘာကိုဖွင့်ချခြင်းနေတဲ့သူပါ။သူတို့၃ယောက်ဟာစစ်ပွဲတွေတင်းနှက်တန်တွေကြားထဲမှာခက်ခဲသွားလာခဲ့ရပါတယ်။ဒန်နီကဆော်လမွန်ရဲ့မိသားစုကိုရှာပေးဖို့မက်ဒီကိုအကူအညီတောင်းပါတယ်။ဒုက္ခသည်စခန်းမှာဆော်လမွန်ဟာသူ့ဇနီးနဲ့သမီးကိုပြန်တွေ့ခဲ့ပေမဲ့သားဖြစ်သူတိုင်ယာကတော့သူပုံစခန်းမှာလူသက်ဆက်ရုပ်တရုပ်လိုဖြစ်နေပါပြီ။ဆော်လမွန်ကသူ့သားကိုကယ်ကျင်စောနဲ့စိန်မြုပ်ထားတဲ့နေရာကိုတွားဖို့သဘောတူလိုက်ပါတယ်။လန်ခီးမှာဒန်နီနဲ့ဆော်လမွန်တို့ဟာတယောက်နဲ့တယောက်ရန်ဖြစ်လိုက်နားလည်မှုယူလိုက်နဲ့တန်ရောစင်တစ်မျိုးဖြစ်လာကြပါတယ်။ဒန်နီကသူ့ရဲ့ငယ်ဘဝဇာတ်ကြောင်းတွေကိုပြောပြပါတယ်။သူဟာစစ်ပွဲတွေကြောင့်မိဘတွေကိုဆုံးရှုံးခဲ့ရပြီးပိုက်ဆံကလွဲလို့ဘာကိုမှမယုံကြည်တော့တဲ့သူဖြစ်လာခဲ့တာပါ။သူတို့စိန်မြုပ်ထားတဲ့နေရာကိုရောက်တဲ့အခါမှာတော့သူပုံတက်တွေရောဒန်နီရဲ့ဆရာဖြစ်တဲ့ကာနယ်ရဲ့တက်တွေပါရောက်လာပြီးတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားပါတော့တယ်။ဆော်လမွန်ဟာသူ့သားလေးကိုပြန်တွေ့ပေမဲ့သားဖြစ်သူကသူ့ကိုတင်းနဲ့ချိန်ထားပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူရဲ့မေတ္တာတရားကြောင့်တိုင်ယာဟာသတိပြန်ဝင်လာခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာဒန်နီဟာကြည်စံထိမှန်ပြီးဒဏ်ရာပြင်းထန်စွာရရှိသွားပါတယ်။ဆော်လမွန်ကဒန်နီကိုထမ်းပြီးတောင်ပေါ်ကိုပြေးခဲ့ပေမဲ့ဒန်နီကတော့သူဆက်မသွားနိုင်တော့ဘူးဆိုတာသိလိုက်ပါတယ်။အဲ့ဒီအချိန်မှာဒန်နီဟာသူတစ်သက်လုံးမမောခဲ့တဲ့ပန်းရောင်စိန်ကြီးကိုဆော်လမွန်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်။ဒီစိန်ကိုယူသွားပါမင်းရဲ့မိသားစုကိုကယ်ပါလို့ဒန်နီကပြောလိုက်ပါတယ်။သူဟာဆော်လမွန်တို့သားအဖလွတ်မြောက်ဖို့အတွက်ရန်သူတွေကိုတယောက်တည်းခုခံတိုက်ခိုက်ရင်းကြံရစ်ခဲ့ပါတယ်။ဒန်နီဟာတေခါနီးမှာမက်ဒီကိုဖုံးဆက်ပြီးနောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ပါတယ်။အာဖရိကရဲ့ဒီမြေနီလန်းတွေကအရန်လာတာပဲ။မင်းဒီမှာရှိနေစေခြင်းနဲ့လို့ပြောရင်းနဲ့သူဟာတွေးချင်းနီနေတဲ့မြေကြီးကိုစုပ်ကင်ကအသက်ပြောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆော်လမွန်ဟာမက်ဒီရဲ့အကူအညီနဲ့လန်ဒန်ကိုရောက်သွားပြီးပန်းရောင်စိန်ကြီးကိုရောင်းချကသူ့မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။မက်ဒီကလည်းဒန်နီပေးခဲ့တဲ့အထောက်အထားတွေနဲ့တွေးစွန်းသောစိန်လုပ်ငန်းစုကြီးကိုကဘာတိအောင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။2003ခုနှစ်မှာတော့စိန်တွေဟာတရားဝင်ဖြစ်မှသာတင်ပို့ခွင့်ပြုတဲ့ဂန်ပွန်တိုဂျယ်ရီဖင်ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်။ဒီဇလန်ကနေကျွန်တော်တို့ကိုပေးချင်တဲ့သင်ခန်းစာကတော့စိန်ဆိုတာကြောက်ခဲတက်ပါပဲဒါပေမဲ့လူသားတွေရဲ့အတိုင်းဆမရှိတဲ့လောဘကသာဒီကြောက်ခဲကိုတွေးစွန်းစေခဲ့တာပါစိန်တလုံးကိုဝယ်ယူလိုက်တိုင်းအဲ့ဒီနောက်ွယ်မှာအပြစ်မဲ့သူဘယ်နှစ်ယောက်ရဲ့အသက်တွေတွေးပါဝင်နေတယ်လဲဆိုတာကိုဒီဇကားကမိမောင်းထိုးပြသွားတာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့လူသားတွေရဲ့လောဘကိုမထိန်ချုပ်နိုင်တဲ့၍တော့ဒီလိုတွေးစွန်းတဲ့အဖြစ်အပျက်တွေဟာပုံစံမျိုးနဲ့ဆက်ရှိနေဦးမှာပါပဲကျွန်တော်တို့တွေဟာပစ္စည်းဥစ္စာတွေထက်ကိုကျင့်တရားနဲ့လူသားချင်းစာနာမှုကိုပိုပြီးတန်ဖိုးထားတတ်ဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး
တင်တို့ဘလို့ထင်မြင်မိတယ်လဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးနော်